ဒေါအောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးနောက်ဆုံးသိရှိရတဲ့အချက်အလက်တွေကိုအနစ်ချုပ်တင်ပြပေးပါမယ်။လက်ရှိတွင်ဒေါအောင်ဆန်းစုကြည်သည်စစ်ကောင်စီထိန်းသိမ်းမှုကိုခံနေရခြင်းဖြစ်ပြီးသူမ၏အခြေအနေမှာအောက်ပါတိုင်းဖြစ်ပါရဲ့။တစ်ပြည်တန်ချမှတ်ထားမှုများဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအမှုပေါင်းများစွာနဲ့တရားစွဲဆိုခဲ့ပြီးစုစုပေါင်းထောင်ဒဏ်28နှစ်ချမှတ်ထားပါတယ်။စွဲဆိုထားတဲ့အမှုတွေထဲမှာအကတိလိုက်စားမှုရွေးကောက်ပွဲမတမာမှုနဲ့နိုင်ငံတော်လျှို့ဝှက်ချက်အဥပဒေချိုးဖောက်မှုဆိုတာတွေပါဝင်ပါတယ်။မူလကထောင်ဒဏ်33နှစ်ချမှတ်ခဲ့တော့လေနောက်ပိုင်းတွင်အချို့အမှုများကိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ရှော့ပေါ့ပေးခဲ့ခြင်းဖြစ်ပါတယ်။နှစ်နေထိုင်ရမည့်နေရာနေအိမ်အကျဉ်းချုပ်သို့မဟုတ်အကျဉ်းတောင်2023ခုနှစ်လပိုင်းကစပြီးသူမကိုနေပြည်တော်အကျဉ်းတောင်ကနေတီးသက်အဆောက်အဦတစ်ခုသို့ပြောင်းရွှေ့ထားတယ်လို့သတင်းများထွက်ပေါ်ခဲ့ပြီးမြဲစစ်ကောင်စီဘက်ကတရားဝင်အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။ပြင်ပနဲ့အဆက်အသွယ်သူမကိုမိသားစုဝင်တွေရှေ့နေတွေနဲ့လူကိုယ်လိုက်တို့ဆုံခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။၃ကျန်းမာရေးအခြေအနေသူမရဲ့အသက်အရွယ်အရာကျန်းမာရေးအတွက်စိုးရိမ်မှုတွေရှိနေပါတယ်။သွားနဲ့ခတွင်ပြဿနာသွားဖုံးရောင်တာနဲ့အစာစားရခက်ခဲတဲ့ပြဿနာတွေရှိခဲ့ဘူးကြောင်းတားဖြစ်သူကိုထိန်လင်း Kim Oris ကမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။အထွေထွေကျမ်းမာရေးမူးဝေတာနဲ့သွေးပေါင်ချိန်မမာလာမျိုးတွေရှိတတ်ပေမယ့်စစ်ကောင်စီဘက်ကတော့သူမကျမ်းမာရေးကောင်းမွန်ကြောင်းနဲ့လိုအပ်တဲ့ဆေးကုသမှုတွေပေးထားကြောင်းပြောဆိုလေရှိပါတယ်။နိုင်ငံတကာ၏တောင်းဆိုမှုများကုလသမဂ္ဂနဲ့အာဆီယံအပါအဝင်နိုင်ငံတကာတိုင်းဝိုင်းကဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့အမြဲတမ်းတောင်းဆိုနေစေခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့မိသားစုဝင်တွေစီကနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းစကားတွေဒါမှမဟုတ်သူမအပေါ်ဆွဲဆိုထားတဲ့အမှုအသေးစိတ်တွေကိုရှာဖွေပေးနေပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဒေါအောင်ဆန်းစုကြည်ကြားကပဋိပက္ခဟာပုဂ္ဂိုလ်ရေးဆိုင်ရာအားပြိုင်မှုတင်မကပဲမြမနိုင်ငံရေးအလှည့်ပေါင်းတွေပေါ်အခြေခံတဲ့အငိုးအထေးပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။အချက်အလက်အခြေခံပြီးအောက်ပါအတိုင်းစူးစီးတင်ပြပေးလိုက်ပါတယ်။ Power Struggle 2015ရွေးကောက်ပွဲအပြီးဒေါအောင်ဆန်းစုကြည်အနိုင်ရချိန်မှာတချို့ကသူ့ကိုနိုင်ငံတော်အတိုင်ပင်ခံဖြစ်လက်ခံခဲ့ရပြီးမြဲအခမ်းကဏ္ဍကိုကျော်လွန်သွားတယ်လို့ယူဆခဲ့ပါတယ်။တချို့ခါဒေါအောင်ဆန်းစုကြည်စီကအတိအမှတ်ပြုခြင်းနဲ့လေးစားခြင်းကိုမျှော်လင့်ခဲ့ပြီးမြဲဒေါအောင်ဆန်းစုကြည်ကသူ့ကိုအောက်လက်ငယ်စားသို့မဟုတ်အစိုးရအဖွဲ့ဝင်ကြီးတဦးကဲ့သို့ဆက်ဆံခဲ့တာကအကြီးဆုံးမာနထိခိုက်မှုဖြစ်စေခဲ့ပါတယ်။2020ရွေးကောက်ပွဲနဲ့သမ္မတအိမ်မက် The Broken Deal တချို့ဟာအနာပြီးတဲ့နောက်သမ္မတဖြစ်ဖို့မျှော်လင့်ချက်ရှိပါတယ်။ဒါပေမဲ့ NLD ရဲ့တောင်ပြိုကမ်းပြိုအနိုင်ရမှုကအဲ့ဒီလမ်းကြောင်းကိုပိတ်လိုက်သလိုဖြစ်သွားပါတယ်။ရွေးကောက်ပွဲမတမာမှုလို့အကြောင်းပြခဲ့ပေမဲ့တကယ်တမ်းတော့ဒေါအောင်ဆန်းစုကြည်ကသူ့ကိုနိုင်ငံရေးအချာမှာနေတာမပေးဘဲဘေးဖယ်ထားတာကိုအငိုးထားခဲ့တာဖြစ်ပါတယ်။ဖန်စီထိန်ထိန်မှုနဲ့ပြစ်ဒဏ်များအာဏာသိမ်းပြီးနောက်ဒေါအောင်ဆန်းစုကြည်ကိုအကတိလိုက်စားမှုရွေးကောက်ပွဲမတမာမှုစတဲ့အမှုပေါင်းများစွာနဲ့ထောင်ဒဏ်33နှစ်က28နှစ်အထိချမှတ်ခဲ့ပါတယ်။ဒါဟာရိုးရိုးတရားစီရင်မှုထက်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးလောကကအပီးတိုင်ပြောက်ကွယ်သွားစေဖို့နဲ့သူ့ရဲ့ပုံရိပ်ကိုဖျက်ဆီးဖို့ကြိုးစားတဲ့အငိုးအတေးလူရဲ့အဖြစ်ဝေဖန်ခံနေပါတယ်။ Personal attacks ချက်နံပါတ်54ဒေါအောင်ဆန်းစုကြည်ရဲ့မိခင်အမွေဖြစ်တဲ့ချက်နံပါတ်54ကိုလေးလံပိတ်ဖို့ကြိုးစားတာတွေသူ့ရဲ့သားသူကိုဗီဇာပိတ်တာတွေဟာပုဂ္ဂိုလ်ရေးဆိုင်ရာထိခိုက်အောင်လှုပ်ဆောင်တဲ့အငိုးအတေးတွေလို့ယူဆနိုင်ပါတယ်။ကျန်းမာရေးအသက်ကြီးဝင်ချိန်မှာလုံလောက်တဲ့ဈေးကုသခွင့်နဲ့မိသားစုနဲ့တွေ့ဆုံခွင့်ကိုတင်းကျပ်ထားခြင်းဟာပြင်းထန်တဲ့အငိုးအတေးကိုပြသနေတာထက်ပါတယ်။သက်ချုပ်ရဲ့အငိုးဟာဒေါအောင်ဆန်းစုကြည်ရဲ့လူထုထုတ်ခဲ့မှုကိုဘယ်လို့မှမကြော်ဖြစ်နိုင်တဲ့အပေါ်မှာအခြေခံတဲ့မနာလိုခြင်းနဲ့ကြောက်ရွံ့ခြင်းအရောထွားမှုဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူများအားသုံးသပ်ကြပါတယ်။